အားလုံးပဲမင်္ဂလာပါရှင်ကြပြနဲ့ကြပြဆိုင်ရာအရေးသားများ page မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖတ်ပြပေးမယ့်ကြပြလေးကတော့ကြပြဆရာခက်တီရဲ့ရန်ကုန်မြို့ပေါ်မှာကြောက်ကြီးများဆိုတဲ့ကြပြစာအုပ်လေးတွေကအဖြစ်အပျက်ဆိုတဲ့ကြပြလေးကိုဖတ်ပြသွားမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါဦးနော်အဖြစ်အပျက်ဘူရိုဇာကြီးနဲ့ထိုးဖြတ်ခံလိုက်ရလို့ပါသွားတဲ့စိုက်ခင်းလေးကငါပါဓာတ်ငွေပိုက်လိုင်းဖြတ်သွားလို့ဘဝပြတ်ခဲ့ရတဲ့ရခိုင်ရွာလေးကငါပါရေစီးကမ်းမျိုးဖြစ်ရတဲ့ချောင်းကောလေးလောက်သာရှိတော့တဲ့ချင်းတွင်းမြစ်ကလေးကငါပါငါဟာကိုမကျူးလွန်တဲ့အမှုတွေမှာလဲအမြဲအမှုတွဲခံရတယ်ကိုထပ်မနှိပ်ဆက်ပါနဲ့တော့လားအချစ်ရဲ့နာတော်တာဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်များမှာလဲကြပြနဲ့ကြပြဆိုင်ရာအရေးသားများ page ကဘယ်လိုကြပြလေးတွေကိုရွတ်ပြပေးအောင်လဲဆိုတာဆက်လက်စောင့်မျှော်ပေးကြပါအောင်နော်